ထည်ချုပ်သမားအဖြစ်တရုပ်ဆောင်ရမှာမိုးရီကိုလောက်မလာလို့လူပြောများနေတဲ့အိမ်မြတ်သူလက်တလုံးမှာစက်ရုံအထည်ချုပ်အလုပ်သမားဇက်ရုံနဲ့တရုပ်ဆောင်ထားတဲ့ထိတ်တန်းမင်းသမီးနှစ်လက်ဖြစ်တဲ့မိုးရီကိုနဲ့အိမ်မြတ်သူတို့ကိုပရိသတ်တွေကအပြိုင်ဆိုင်နိုင်ရှင်ပြောဆိုနေကြတာပါမိုးရီကိုကတော့စင်ရင်နှံပါတဲ့အထည်ချုပ်သမားအဖြစ်တရုပ်ဆောင်ရမှာတောင်အပြင်အစင်ကအစမြန်မာဆက်ဆန်းရိုးရိုးရည်ရင်လေးနဲ့အရန်ကိုလှပကြည့်ကောင်းနေစေဖြစ်ပါတယ်တစ်ဖက်မှာတော့အိမ်မြတ်သူကမိုးရီကိုလောက်မလှပပဲမင်းသမီးရုပ်လုံးဝမပေါက်ဘူးဆိုပြီးတော့အချို့ကဝေဖန်ပြောဆိုနေကြပါတယ်ဒါပေမဲ့ဒီလိုမလာဘူးလို့ဝေဖန်ခံရမှုရဲ့နောက်ွယ်မှာအိမ်မြတ်သူတို့အကြီးမားဆုံးချီးကျူးမှုတစ်ခုပုံကွယ်နေတယ်ဆိုတာကိုညင်းလို့မရပါဘူးတာမန်အဖြစ်နိုင်ငံကျော်မင်းသမီးအများစုဟာလမ်းဘေးဈေးတဲ့အထည်ချုပ်အလို့သမားစတဲ့ကြမ်းတမ်းတဲ့ဇယုတ်တွေမှာတရုပ်ဆောင်တဲ့အခါအပြင်အစင်နဲ့ဟန်ပန်တွေကအစစ်အမှန်နဲ့ကင်းကွာပြီးတော့တိတ်ပြီးမပြေပြင်းတတ်ကြပါဘူးဒါပေမဲ့အိမ်မြတ်သူကတော့အဲ့ဒီလိုမဟုတ်ပါဘူးအထည်ချုပ်စက်ရုံကအလို့သမားတွေကြားမှာသူမရဲ့ဇက်ရုပ်ကိုအကောင်းဆုံးအသက်သွင်းနိုင်ခဲ့တာပါဇက်ကားလေးမှာမလားလို့ဝေဖန်ခံရတာကတရုပ်ဆောင်တယောက်အတွက်တော့ကိုယ့်ရဲ့ဇက်ကောင်စရိုက်ကိုပြပြပြင်းပုံဖော်နိုင်ခဲ့တယ်ဆိုတော့အကြီးမားဆုံးသောအောင်မြင်မှုပဲဖြစ်ပါတယ်ဇက်ရုပ်အတွက်အလှပကိုဆွန့်လွတ်ပြီးတော့အမှုပညာကိုသာရှေ့တန်းတင်ခဲ့တဲ့အေးမြတ်သူရဲ့စူးစမ်းမှုကိုတော့တကယ်ကိုအတိမတ်ပြုလေးစားရမှာဖြစ်ပါတယ်ပရိသတ်တို့ရောအေးမြတ်သူနဲ့မိုးဟီကိုဘယ်သူကိုအားပေးကြပါသလဲရှင်